နေ့ဟာညောင်ဖက်တီအတွက်တာမန်နေ့လေးတစ်နေ့လို့ထင်ခဲ့တာပေါ့ဗျာဒါပေမဲ့သူမဟာဒန္နာရီတဲကနတ်သမီးတစ်ပါးလိုပါပဲမြင်မြင်ချင်းအချစ်ဆိုတာသူမနဲ့ကြမှာပဲယုံကြည်မိပါတော့တယ်ဆရာတာယာမင်းဝေပြောတယ်လို့ပဲတယောက်ကိုတယောက်ကချစ်တယ်ဆိုတာဖျားဆိုင်တဲ့ဘန်းကလေးပွင့်လာတာပါတဲ့တကယ်တမ်းမှာတော့သူမကြတော့ရဲ့အချစ်ကိုညှင်းပယ်ခဲ့တယ်ဗျာကြတော့ရဲ့အချစ်အိမ်မက်ကလေးကတော့နှုတ်ပြခဲ့တာပေါ့ကျတော့သူများတွေကိုပဲပိုကူညီပြီးသူမကိုမိနိုင်လို့ကြိုးစားခဲ့တယ်ဒါပေမဲ့မိုးတဲ့တနေ့မှာသူမကိုအမှတ်မထင်ပြန်ဆုံးတွေ့ပြီးကျတော့ပေးတဲ့ပန်းလေးကိုသူမလက်ခံခဲ့တယ်လေကြတော့ရဲ့မျောလင်းချက်ရောင်ကြီးလေးပြန်လင်းလာတာပေါ့ဗျာ